ကျွန်တော်ရဲ့ဗီဒီယိုတွေတော်တော်များများကိုတယောက်တည်းရိုက်တာများပါတယ်ဒီနေ့တော့တယောက်တည်းရိုက်တဲ့အချိန်မှာအသုံးဝင်တဲ့အချက်လေးတွေကိုပြပြသွားအောင်ဖြစ်ပါတယ်ကျွန်တော်ဒီနေ့တော့ခေါင်းစဉ်လေးသုံးနေပြပြပါမယ်ပထမဆုံးတစ်ခုကလမ်းရီပေါ်မှာဘယ်လိုရိုက်မလဲစားသောက်ဆိုင်မှာဘယ်လိုမျိုးတွေရိုက်လို့ရလဲ safety အတွက်ပါတွေသိထားတဲ့နေဆိုတာပါနေရာတစ်ခုရောက်ပြီဆိုလို့ရှိရင်ကိုယ့်ရဲ့နေရာရွေးပြီးတော့ကျွန်တော် tripod ထောင်တယ်ပြီးရင်တော့ကျွန်တော်မျိုးမှာနေရာသတ်မှတ်တာတော့ကျွန်တော်ရေဘူးလေးကိုသုံးပြီးတော့အမှတ်သားလုပ်လို့ရှိပါတယ်ပြီးရင်တော့ကျွန်တော်ရိုက်ဖို့တက်သွားတယ်ရေဘူးလေးကိုဖယ်ပြီးတော့လမ်းလျှောက်တာဖြစ်ဖြစ်ထိုင်တာဖြစ်ဖြစ်လုပ်လို့ရှိပါတယ်နောက်တစ်ခုကတော့ဒီပတ်ဝန်းကျင်ရဲ့နေရာလေးကိုပြတာပါကိုရောက်နေတဲ့နေရာဝန်းကျင်မှာကျွန်တော်ဗီဒီယိုလေးထုတ်ရလို့ရှိပါတယ်ကျွန်တော်ကတော့ဗီဒီယိုတွေမှာကင်မရာ movement တွေမကြိုက်ကြဘူးလို့ကင်မရာအငြိမ်ပဲကင်ထားပြီးတော့ frame လေးယူလို့ရှိပါတယ်ဒီလို shot တွေယူနေတဲ့အခါမှာအနည်းဆုံး15စက္ကန့်လောက်ယူဖို့ကတော့အရေးကြီးပါတယ်အဲ့တော့ဒုတိယအဆင့်အနေနဲ့ကျွန်တော်အစားအသောက်တွေစားသောက်ဆိုင်တွေမှာကိုတယောက်တည်းလာစားတဲ့အချိန်မှာဘယ်လို shot လေးတွေရိုက်လို့ရလဲဆိုတာကိုဒီနေ့ဆက်ပြီးတော့ပြပြမယ်ကျွန်တော်လက်ရှိတော့ 1KO ရဲ့ Bangkok Fried Noodle ဆိုင်ကိုရောက်နေတယ်အခုလက်ရှိမှာလာတာတော့ဒီမှာကျွန်တော်ကြေးဦးမှာလာတယ်နောက်စာတိတ်မှာလာတယ်အလူထောင်းမှာလာတယ်နောက်တန်ဖိုးမှာလာတယ်ပေါ့နော်အခုလက်ရှိကတော့ကျွန်တော်အစားအသောက်လေးတွေကိုဘယ်လို shot တွေရိုက်လို့ရလဲဆိုတာကိုဆက်ပြီးတော့ပြပြပါမယ်တကယ်လို့ဆိုင်ရလူရှင်းနေဆိုရင်တော့ကျွန်တော်အခြားစပွဲတစ်ခုမှာ tripod ထောင်တယ်ပြီးရင်တော့အခုမျိုး white shot လေးတစ်ခုရိုက်ပါတယ်ဒီလိုပဲတဲ့အချိန်မှာကျွန်တော်လူ grade ရဲ့တောက်မျိုးကိုထားလေးရှိပါတယ်ကိုမျက်နှာမူရဘက်ကို space ကျဲလေးပို့ပြီးတော့ပေးပါတယ်နောက်တစ်ခါတော့ကျွန်တော်ကြေးကိုနေကြရိုက်ပါမယ်အဲ့တော့လှုပ်ရှားမှုတစ်ခုဖြစ်အောင်လို့ကျွန်တော်ကြေးရဲ့အသားလုံးလေးကိုလှမ်းအောင်လိုက်တံမျိုးလုပ်လိုက်ပါတယ်နောက်တစ်ချက်တော့ကျွန်တော်စားရ shot ပါကျွန်တော်ကင်မရာကိုဘက်ကိုလှည့်တယ်ပြီးရင်ကျွန်တော်စားရမျိုးလေးရိုက်ပါတယ်ဒီမှာပြတဲ့ shot လေးအားလုံးပေါင်းလိုက်လို့ဆိုလို့ရှိရင်ကိုအစားတောက်စားနေဗီဒီယိုလေးရပါပြီကြေးဦးစားရဆိုလို့ပြောပြအောင်ပေါ့နော်ကျွန်တော်ငယ်တုန်းကနေမကောင်းဆိုလို့ရှိရင်ကြေးဦးကိုရမ်းတောင်းလာတာနေမကောင်းတာနဲ့ကြေးဦးနဲ့အလိုတွဲမိနေအောင်ပေါ့နော်အဲ့တော့အခု 1KO ရဲ့အရသာကိုပြန်ရပြီးတော့ပုံငယ်တုန်းကအချိန်ကြီးလည်းပြန်သတိရတယ်နေမကောင်းဖြစ်တိုင်းလည်းသတိရတယ်ဟိုအဓိကတော့ရန်ကုန် taste လေးကိုပြန်ပြီးတော့လွန်တာပေါ့နော်အခုဒီဟာတော့ရန်ကုန် taste နဲ့အတူတူပဲဆိုတော့ဒါကျွန်တော်ဒီနေ့ကတော့တော်တော်ကွာကို quality ဖြစ်သွားတယ်လို့ပြောလို့ရပါတယ်အဲ့တော့ကျွန်တော်တို့ကျန်တဲ့ shot လေးတွေကိုတော့ကျွန်တော်စားပြီးတောက်ပြီးတော့မှာပဲဆက်ပြီးတော့ရိုက်ပါမယ်အဲ့တော့ဆက်ကြည့်ပေးပါလက်ရှိတော့ 1KO ကဘန်ကောက်မှာ3ဆိုင်ဖွင့်လာပါတယ်ကျွန်တော်အခုလာစားပြတဲ့ဆိုင်တွေကဖရာခနုံမှာအတက်ဖွင့်လာတဲ့ဆိုင်ခွဲလေးပါဒီလိုမျိုးငယ်ငယ်လေးတွေကစားလာတဲ့ရတာတွေကိုအခုလိုမျိုးပြန်ပြီးရလိုက်တော့လေရန်ကုန်ကအချိန်ကြီးတွေကိုလွှမ်းမိရတော့အမှန်ပါပဲစားလဲစားပြီဆိုတော့ဆိုင်ထဲဝင်လာလေးတွေကိုရိုက်ပါမယ်ခုနကကျွန်တော်ပြောလို့ပါပဲဒီလို shot တွေကကင်မရာထောင်ပြီးတော့ဝင်ရတယ်မျိုးဆိုတော့နည်းနည်းတော့ကြောင်လောင်နိုင်တယ်ဒါကြောင့်ပြန်တဲ့အချိန်မှာဒီလို shot လေးကိုရိုက်ပါတယ်အဲ့တော့လမ်းပေါ်မှာကိုကတယောက်တည်းရိုက်တာဖြစ်တဲ့တော့ဗောနော်ကင်မရာရောဖုန်းရော tripod ရောထားခဲ့ရတယ်ကိုကလမ်းလျှောက်မှာထိုင်နေလောက်တယ်ဆိုတော့ဖုန်းတွေကင်မရာတွေအလူမခံဖို့အရေးကြီးရဗောနော်အဲ့တော့ပထမဆုံး tip ကကြတော့ကျွန်တော်လူများတဲ့နေရာမှာဆိုလို့ရှိရင်ကင်မရာကိုနောက်ကျောပေးပြီးတော့လမ်းလျှောက်တာမျိုးမဟုတ်ဘဲနဲ့ကင်မရာရှီကိုပြန်လာတဲ့ shot မျိုးရိုက်တယ်ကိုနဲ့ကင်မရာနဲ့အဝေးမသွားတဲ့ shot မျိုးလေးတွေကိုရိုက်ပါတယ်ဒုတိယ shot မျိုးကကြတော့ကျွန်တော်ကင်မရာလေးတွေကိုတောင်းလေးမှာလိုက်ဖွက်ထားခဲ့တယ်ဗောနော်ဖွက်ထားခဲ့တာဒီလိုမျိုးတောင်းလေးမှာကျွန်တော်ကင်မရာကိုချထားတယ်ပြီးတော့မှရှေ့မှာကိုယ့်ရဲ့ frame လေးထဲမှာကိုလှုပ်ရှားလုပ်တယ်ဗောနော်အဲ့တော့ကိုကတကယ်လို့လမ်းလေကောင်ကြီးမှာချတိုင်းတော့သူများတိုက်မိတာလည်းဖြစ်နိုင်တယ်မဝါလည်းဖြစ်နိုင်တယ်မျိုးစုံဖြစ်နိုင်တယ်ဗောနော်အဲ့တော့ safety အတွက်ဒါသတိထားသင့်တဲ့အရာလေးတွေပါအဲ့တော့ဒီဗီဒီယိုလေးကြည့်ပါဆိုလို့ရှိရင်တော့တယောက်တည်းဗီဒီယိုတွေဘယ်လိုရိုက်မလဲဆိုတော့သိပါမယ်လို့ထင်ပါတယ်သိချင်တာရှိရင် comment ထဲမှာရေးခဲ့လို့ရပါတယ်တက်တာပါ